မြူလင်းကိုအဲ့ရထားချိန်နှစ်ပြန်ကျော်လို့နေပါဖင်ထိုးနေပြီထားတော်မူသင့်ပါပြီရှင် ရတယ်ခုမှအိတ်တာလေဟောငါမင်း9မိနစ်လည်းမရဘူး10မိနစ်လည်းမရဘူးထားတော့Oh no မင်းကလေးဆိုတာမနေ့စောတော့အိရထားတယ်နော်မမီတို့တော့ဆိုလို့ရှိရင်လေ လေးနိုင်ထားခက်ကလေးများမနှက်ဆိုမထညဆိုတော်တော်နဲ့မအိမ်နဲ့ကြီးမကြိုက်ပါဘူးဝေးဒါပဲမလားလို့တယ်လေရနေပါပြီလို့ ကြားနေလဲထားတော့မျက်နှာသိ ဟုတ်ဘလို့တချင်းမျိုးကြီးတွေနားထောင်နေရတယ်တချင်းနားထောင်မယ်ဆိုရင်လည်းတချင်းအေးချင်းချင်းလေးနားထောင်ပါလားလို့ မင်းကလည်းမင်းနဲ့မင်းနဲ့ဒီလောက်ခက်กว่าတာကြိုက်ချင်းပဲတူပါမလဲ အောင်လေးကြီးကလည်းကြီးကျယ်လိုက်တာလေမမေပြောတာတချင်းလေးကိုနဝင်ပြန်ရှိမဲ့တချင်းလေးရွှေပြီးနားထောင်ပါလားလို့မမေပြတယ်ဒီမှာဒီလိုတချင်းမျိုးလေးနားထောင်ပါလားမင်းကလည်းမမဒီကြိုက်တဲ့ချင်းလေးနားထောင်ကြည့်လိုက် Let's go ဒီလေးကိုမကြိုက်ဘူး No Oh no စားရလို့ချင်တယ်လို့ ယူလင်းကိုဟုတ်သမီးမင်းကလေးဆိုတာအိမ်မှုကိစ္စနိုင်ရတယ်ချက်ပြုတ်လျှော့ဖို့ပုံတော့ကျန်းတိုက်မိုက်ကောက်လက်ချစ်အလုံးလုံးပြောတာမောလိုက်တာတနေ့ကဖုန်းမဲ့ထိုင်သုံးနေတာပဲအဲ့ဒီဖုန်းကအသက်ရှိလို့ရတော့လေနားပြသေးအောင်လို့ပြောမှသိထားတယ် မင်းရလည်းအင်ကိုကိစ္စဆိုကိုယ်တိုင်လောက်ဆယ်ပါမလို့อ่ะကိုကြီးပြင်းနေခေါ်ထားလို့လည်းရနေတယ်ဟာပြီးတော့ခုခက်က AI ခက်မိပညာနဲ့အဆက်ပြလို့လုံးဝမရတော့အကြ မလို့တင်အခုချက်ချင်းဖုန်းချနော်ပြီးပါဒါဆို तू ဟွာမြူလင်းကိုဟောမင်းနဲ့မရလေဘာမှအမြင်မဘူးမဲဟတ်သမီးဘာဖြစ်လို့လဲ me period time သိငယ်လေရှူอ่ะရှူอ่ะအမျိုးသမီးလားဆိုတော့ဟာစင်ကာပူနိုင်ငံမှာရှိရဲ့လက်ခွဲခိုင်းနေပြီးတော့ PUD certificate ရရှိထားပြီးတော့18နာရီကြာ bacteria ပေါက်ပွားမှုကိုကာကွယ်ပေးနိုင်ကြောင်းအတည်ပြုချက်ရရှိထားတာမလို့ယင်းနေ့အချက် မင်းချွေပဲချိန်ကမင်းသွားလေလုံးဝ premium quality အထောက်တိုင်းမှာမင်းကို pH level စစ်လို့ရတယ် test kit လေးတွေပါတာမလို့လုံးဝရွေးချယ်သင့်ပါတယ်ခါတော့နေနေနဲ့ကြိုက်သူပြပါရှေ့ရမှာ fat အပြင် family watch တွေပါရှိနေပြီနော် ဒီနေ့ကလည်းမင်းတို့ခဏကနေလို့ချင်းရစစ်စီရပေါ့ကျန်တိုင်းနဲ့ဖုန်းတိုက်ကျန်တိုင်းမှာအစိမ်းလေးနဲ့တိုက်အောင်လေဆိုတော့နှစ်မိထက်ရှိပြီလားတိကျတိဖို့လေးနဲ့ခြေခံဖော်ထုတ်ထားပြီးတော့ pH level 3.5 ဖြစ်လို့နေတိုင်းသုံးသပ်လို့ရတယ် ဒီကတော့ phone flight လေးကြိုက်တယ်ဒီကလေးနဲ့မဟုတ်
V area ကို hair treatment လုပ်ချင်တဲ့လူရဲ့အတွက် collagen, fluid, vitamin B3 နဲ့ vitamin C ပါလို့ရွေးချယ်ပေးပါတယ်။သူ့မှာလည်းအစိမ်းရောင်နဲ့အစိမ်းရောင်ဆိုပြီးတော့နှစ်မျိုးရှိပါတယ် ပြည့်ရလေဒါကြောင့်မလို့မီးလေးနဲ့မြေကြီးပြတ်တာတခါလေးဝင်ခဲ့ပြီ ။ဟောသူ့ရဲ့နေရာတိတ်ဟုတ်ပါလား တစ်ခါလေးသုံးကြည့်ရှိဝဖြစ်သွားမယ်အမျိုးသမီးရရေးချယ်တဲ့ကျမ်းမာရေးအဖို့မရှိရ